လွန်အေးခဲတဲ့ကဘာပြက်ကတ်မတိုင်ခင်လေးမှာအားလုံးရဲ့အချစ်တော်ညီမအတူအယောင်ကကျမစီရုတ်တရက်ရောက်လာတဲ့ကဘာပြက်တော်မဲ့ပစ္စည်းတွေမြ мян စုထားဖို့သူကငိုယိုပြီးပြောပြတယ်ဒါပေမဲ့ကျမပိုင်ဆိုင်သမျှနဲ့ပစ္စည်းတွေစုဆောင်းပြီးတေချာပြင်ဆင်ထားတဲ့အိမ်ကြီးထဲပုံနေတဲ့အချိန်မှာတော့သူကကျမကိုလိန်နာလို့ပြန်ပြောခဲ့တယ်။စူမီသားစုရဲ့သွေးသားရင်းအဖြစ်ကျမကိုပြန်ခေါ်လာကြတဲ့ကမွေးစားသမီးဖြစ်တဲ့ညီမဆူရိုကကျမအပေါ်အေးဆက်ဆက်နဲ့ဟန်ဆောင်ပန်ဆောင်လောက်ပဲဆက်ဆံခဲ့တယ်။လွန်ခဲ့တဲ့တစ်လလောက်ကကျမကိုချစ်တဲ့အဖိုးဆုံးပါသွားချိန်အထိပေါ့အဖိုးမဆုံးခင်မှာလူတိုင်းကန့်ကွက်နေတဲ့ကြားကသူ့နာမည်နဲ့ရှိတဲ့တန်ဖိုးအကြီးဆုံးကုမ္ပဏီရှယ်ယာတွေကိုကျမနာမည်အောက်ကိုပြောင်းပေးခဲ့တယ်။အဲ့ဒီနေ့ကစပြီးဆူရိုကလူတစ်ယောက်လုံးပြောင်းလဲသွားသလိုပဲအရင်ကဟန်ဆောင်ပြီးအမလို့ခေါ်တတ်ပေမဲ့အခုတော့နေ့လယ်စားတောင်အတူမစားတော့ဘူး။စူမီသားစုအိမ်ကြီးကိုပြန်ရောက်တော့ကျမကိုပိုတောင်အဖက်မလုပ်တော့ဘူး။ဒီနေ့တခေါင်ရံမှာအလောတကြီးတကားခောက်တန်ကြောင့်ကျမအိယာကလန်နိုးသွားတယ်။ကတင်ပေါ်ကနေကမန်းကရန်ထိုင်လိုက်ပြီးမီးတောင်မဖွင့်ရသေးခင်မှာပဲဆူရိုကကျမအခန်းထဲကိုကြောက်လန့်တကြားနဲ့ဝင်လာတဲ့သတင်းပေါက်ကလာရောင်ကြောင့်သူ့မျက်နှာမှာမျက်ရည်တွေနဲ့သပင်တွေဖျို့ဖျဲဖြစ်နေတာကိုကျမတွေ့လိုက်ရတယ်။ကျမထထိုင်တာကိုမြင်တော့သူကကျမလက်မောင်းကိုအားကုန်သုံးပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်။အမကျမပြောတာနားထောင်ပါနောက်တစ်ပတ်နေရင်အလွန်အေးခဲတဲ့ကဘာပြက်ကတ်ကြီးရောက်လာတော့မယ်။ကျမမျက်မှောင်ကျုပ်လိုက်ပြီးလက်ကိုပြန်ရုပ်ဖို့စူးစမ်းလိုက်တယ်။အမအခုအချိန်မီပစ္စည်းတွေစုဆောင်းထားမှရမယ်မဟုတ်ရင်အချိန်မမီတော့ဘူး။အိမ်မက်ဆိုးမက်နေတာလားအိမ်မက်ဆိုးမဟုတ်ဘူးတကယ်ပြောနေတာအမကျမကိုယုံရမယ်သူကတုံရင်နေတဲ့လက်တွေနဲ့အထူးလျှို့ဝှက်လို့ရေးထားတဲ့မိုးလေဝသဌာနကစာရွက်စာတမ်းတစ်ခုကိုထုတ်ပြီးကျမလက်ထဲထည့်ပေးတယ်ကျွမ်းကျင်သူတွေရဲ့ခံမှန်းချက်အရနေဆက်ပြောက်တွေပျောက်ကွယ်သွားတော့မယ်နောက်နှစ်ပတ်အတွင်းမှာကမ္ဘာအပူချိန်ကနှုတ်80ဒီဂရီအထိရုတ်တရက်ကျဆင်းသွားလိမ့်မယ်ကျမတို့အရှင်လက်အေးခဲတေဆုံးသွားနိုင်တယ်သူအရန်တုံရင်နေပြီးစကားတွေလည်းဘလုံးမထွေးဖြစ်နေတယ်ပပြင်ပေါ်မှာလည်းမျက်ရည်တွေစီးကျနေတယ်စာရွက်စာတမ်းထဲမှာခံမှန်းထားတာကတော့မြို့တွေဟာမီတာရာချီထူထပ်တဲ့စီးနှင်းတွေအောက်ရောက်သွားမယ်။လျှက်စစ်စနစ်တွေအကုန်ရပ်တန့်သွားမယ်။စူပါမားကတ်ကလောင်စာဆီနဲ့အစားအစာတွေကိုခဏလေးအတွင်းမှာလူရက်သွားကြလိမ့်မယ်။မရေမတွက်နိုင်တဲ့လူတွေအိမ်ထဲမှာရေခဲရုပ်တွေလိုအေးခဲသွားလိမ့်မယ်တဲ့ဒူးထောက်လူမတက်ပြိုလဲနေတဲ့ဆူရိုကိုကြည့်ပြီးကျမစိတ်ထဲမှာတန်တရားနည်းနည်းဝင်လာတယ်။အဖိုးကရှယ်ယာတွေကျမကိုပေးလိုက်ကြတဲ့ကသူကျမအပေါ်ဆက်ဆံရေးပြောင်းသွားပေမဲ့ဒါကအသက်အန္တရာယ်နဲ့သက်ဆိုင်တဲ့ကိစ္စလေသူဒီလောက်အထိတရုပ်ဆောင်နေတာလားပြီးတော့တက္ကသိုလ်မှာကျမဘူမိဗေဒနဲ့မိုးလေဝသပညာရပ်နှစ်ခုကိုသင်ယူခဲ့တယ်။စာရွက်ကိုအကျန်းဖြင်းကြည့်လိုက်တော့အချက်လက်တွေကကြောက်စရာကောင်းပေမဲ့မကြသေးခင်ကအီကွေတာမှာနှင်းကျတဲ့ထူးဆန်းတဲ့ဖြစ်စဉ်တွေနဲ့အတိအကျကိုက်ညီနေတဲ့ကျမရဲ့စင်ကျင်တုံတရားကဒီစာရွက်ဟာတကယ်အစ်စ်ဖြစ်နိုင်တယ်လို့ပြောနေတယ်။အချုပ်ပြောရရင်အမမြန်မြန်ပစ္စည်းတွေသွားစုကြောက်မီးသွေးနဲ့ကယ်လိုရီများတဲ့အစားအစာတွေအများကြီးစုထားမီးဆက်ဒီဇယ်အနှွေးတဲ့ပစ္စည်းတွေအကုန်ဝယ်ရမယ်ပတ်စံမလောက်ရင်ရောင်းအမနာမဲနဲ့ရှိတဲ့ရှယ်ယာတွေလက်ဝတ်ရတနာတွေအကုန်ရောင်းအဖိုးထားခဲ့တဲ့ရှယ်ယာတွေကအခုပစ္စည်းတွေနဲ့လဲမှအတိတ်ပဲရှိမှအခုချိန်မှာပတ်စံကစက်ကူစုပ်ပဲအသက်ရှင်ဖို့ကအရေးကြီးဆုံးပဲသူကကျမအဖြေကိုတောင်မဆောင်ပဲအခန်းထဲကိုပြန်ပြေးဝင်သွားပြီးပစ္စည်းတွေသိမ်းဟန်ဆောင်နေတယ်10မိနစ်လောက်အကြာမှာပဲကြီးမားတဲ့ခရီးဆောင်အိတ်ကြီးကိုဆွဲပြီးထွက်သွားတယ်သူတငယ်ချင်းရဲ့နျူကလ িয়ার ဒဏ်ခံဘုံခိုခြင်းမှာသွားပုံမဲ့တဲ့ယုံကြည်ရတဲ့နေရာတစ်ခုကိုခိုလုံရာအဖြစ်ရှာပါမြို့လေကအင်ကြီးတွေကိုတော့လုံးဝမရွေးနဲ့မှန်တွေကကြီးလွန်လို့အပူမထိန်နိုင်ဘူးအေးခဲတေဆုံးဖို့လွယ်တယ်အလောတကြီးထွက်သွားတဲ့သူ့ကြောပြင်ကိုကြည့်ရင်ကျမရဲ့လေဘင်းနောက်ကနေရုတ်တရက်အေးဆက်သွားသလိုခံစားလိုက်ရတယ်အလွန်အေးခဲမဲ့ကက်ဘေးကိုကြောက်ရွံ့စိတ်ကကျမနှလုံးသားကိုချက်ချင်းဆုပ်ကင်လိုက်တယ်ကျမသွားကြိတ်ပြီးဘဝကိုပြောင်းလဲစေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ပိုင်ဆိုင်မှုအားလုံးကိုရောင်းချပြီးပစ္စည်းတွေအစွမ်းကုန်စုဆောင်းဖို့ပဲဒါပေမဲ့ဒီလိုစေတနာနဲ့တတိပေးမှုရဲ့နောက်ွယ်မှာအလွန်ရက်ဆက်တဲ့လိမ်လည်မှုကြီးတစ်ခုပုံကွယ်နေရဆိုတာကိုကျမလုံးဝသတိမထားမိခဲ့ဘူးပစ္စည်းတွေစုဆောင်းဖို့ကျမလုံးဝတွန်းဆုတ်မနေခဲ့ဘူးအဖိုးထားခဲ့တဲ့ရှယ်ယာတွေကတန်ဖိုးကြီးပေမဲ့ကဘာပြက်မဲ့အချိန်မှာတကယ်တော့ကနန်းလေးတွေမျှတာပဲလေကျမအန်ကျိတ်ပြီးမိဘတွေအခုလေးတင်လက်ဆောင်ပေးထားတဲ့မြို့လေကတိုက်ခန်းကြီးဘီရိုအပြည့်ရှိတဲ့ Hermes လက်ဝတ်ရတနာတွေနဲ့အဖိုးထားခဲ့တဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရှယ်ယာတွေအားလုံးကိုဈေးနှိမ်ပြီးငွေပေါ်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်အဝတ်လဲခန်းတွေကနံရံအပြည့်ရှိနေတဲ့ limited edition အိတ်တွေအဆင့်မြင့်ဒီဇိုင်နာချုပ်ဝတ်စုံတွေကိုကျမကြည့်လိုက်တယ်။စူမီသားစုစီစရောက်တုန်းကအထက်တန်းလွာအတိုင်းဝိုင်းဆိုတာကြီးတဲ့ဝင်ဆန့်ဖို့အတွက်စူရိုကိုကျမအတင်းလိုက်တူခိုးခဲ့ရတယ်။ဒီလိုတန်ဖိုးကြီးတဲ့အရာတွေနဲ့ကိုထုတ်ပိုးထားခဲ့ပေမဲ့ပြန်ရခဲ့တာကတော့ဟိုအထက်တန်းလွာကအမျိုးသမီးတွေကွဲရမှာလှောင်ရကြတာပါပဲ။ငကားဝတ်စုံဝတ်ထားရင်တောင်အိမ်ရှိမင်းသားနဲ့မတူဘူးဆိုပြီးကျမစီကမွဲတွေတဲ့အနှံ့ကြီးကစေးကြောလို့မရဘူးလို့ပြောကြတယ်။အခုကျမမျက်လုံးထဲမှာတော့အဲ့ဓာတွေအကုန်လုံးကအမိုက်တွေပါပဲ။မြို့မှာအကြီးဆုံးဖြစ်တဲ့တပတ်ရဲ့ဇိမ်ခံပစ္စည်းဝယ်ယူရေးစီကိုကျမတိုက်ရိုက်ဖုန်းဆက်လိုက်တဲ့။နာရီဝက်အတွင်းလူခေါ်ခဲ့အဝတ်လဲခန်းကိုအကုန်ရှင်းထုတ်ချင်တဲ့ငွေသားပဲလက်ခံပဲဈေးမစစ်ဘူးညံဖို့ပဲလိုတယ်။အဲ့ဒီလူတွေရောက်လာချိန်မှာသူတို့မျက်လုံးတွေတောင်ပြူးထွက်လို့မတက်ဖြစ်သွားတယ်။ကျမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ Hermes နဲ့ chain တို့အရှားပါဆုံးပစ္စည်းတွေကိုကြည့်ပြီးသူတို့လက်တွေတောင်တုံနေတယ်။ကျမကတော့အမိုက်တွေရှင်းပစ်တယ်လို့သဘောထားပြီးဈေးနှုန်းစရင်းကိုတောင်လှည့်မကြည့်ချင်ဘူး။ဒီအိတ်ကခမား6လလောက်တန်းစီပြီးမှဝယ်ထားရတာနော်။
ကျမကအေးဆက်ဆက်နဲ့ဖြတ်ပြောလိုက်တယ်ခမည်းရှင်းရှင်းလင်းလင်းတည်ထားဖို့ကဒါကျမအိမ်ကျမဘာလို့ကျမသဘောပဲဒီဝင်ထုတ်ဝင်ပိုးတွေကိုရှင်းထုတ်ပြီးသွားတော့ဘဏ်အကောင့်ထဲကိုငွေ10တန်းဝင်လာတယ်နောက်ထပ်ကအရေးအကြီးဆုံးကိစ္စပဲအဖိုးထားခဲ့တဲ့စုမိသားစုပိုင်ဆိုင်မှု900ခန့်က